ပါ990ဒီမှာက6အစိတ်ကျွန်တော်တို့ Google Chrome search engine မှာ cs.jingo solar.com ဆိုပြီးတော့ထည့်ပြီးတော့နှိပ်ပြီးတော့ရှာပါမယ်အမှ website ကျလာပါမယ်ကျွန်တော်အောက်ဆုံးမှာ SN authentication ကိုနှိပ်ရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော် search ကိုနှိပ်ရမှာဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ account မရှိဘူးဆိုရင် account ဖွင့်ပေးရပါမယ်အဲ့တော့ကျွန်တော်ရှိနေတဲ့ email ကိုသုံးပြီးတော့ account ဖွင့်ပေးရမှာဖြစ်ပါတယ်account ဖွင့်ပေးပြီးတော့ code ကြလာပြီးတော့ password နဲ့ထည့်လိုက်တဲ့အချိန်မှာဒီမှာပါပေါ်လာချော captcha ဆိုတဲ့ဟာတွေထပ်ပေါ်လာပါတယ်အမှ01018ပေါ့နော်ဒါကတော့သူကမျိုးရိုးပြောင်းလဲနေတာပါဒါတော်တော်တည်းမရှိပါဘူးဒါပေါ်တဲ့ဟာကိုပဲလိုက်ပြီးတော့နှိပ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရရှိတဲ့ account နဲ့ sign ဝင်တဲ့အခါမှာဒီ website ကိုပြန်ရောက်သွားပါမယ် website ပြန်သွားရင်အောက်က SN authentication ကိုနှိပ်ပြရမှာဖြစ်ပါတယ်ပြီးတော့ရင်ကျွန်တော်တို့မြန်မာ region ကိုရွေးပါမယ်တွေ့ပြီပေါ်နေတဲ့ scan code ကိုနှိပ်တဲ့အခါမှာမရတဲ့အတွက်ဘယ်ကနေ serial number ကိုရှာပြီးရိုက်ထည့်ရမလဲဆိုတော့ကျွန်တော် solar ပြားရဲ့အပေါ်ဘက်ထောက်မှန်ထဲမှာပေါ့နော်အဲ serial number ကိုယူပြီးတော့ရိုက်ထည့်ပေးအောင်ဖြစ်ပါတယ် verification ကုန်နေရမှာသူ့မှာဖော်ပြထားတဲ့ကဏ္ဍလေးလုံးကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့ verify ကိုနှိပ်ပါမယ်အခုပေါ်လာပါပြီပေါ်လာလဲဆိုတော့ serial number ရှာလို့မတွေ့ပါဘူးတဲ့ Oh no ရိုက်ထည့်တာမှန်ရဲ့လားပြီးတော့2016မတိုင်ခင်ကဝယ်ထားတာလားပေါ့နော်ဒါကိုကျင်းနေခြင်းဆိုရင်တို့ချင်းကိုဆက်သွယ်စုံစမ်းမေးမြန်းပါလို့ရေးထားပါတယ်2.G မှားရပြီလို့3266မှန်ပါပြီ Nice မှန်ပါပြီဒီလိုပေါ်တယ်အဲ့တော့ကျွန်တော်ပြမယ်ခုနက C နဲ့ D နဲ့မှားပြီးရပြီC 10လို့ပါ D အဲ့တော့990ကမာဘီကနေမာဘီအတွက်တွင်းထားတဲ့ချင်းကိုပေါ့နော်အဲ့တော့600စိတ်ကိုထပ်ကြည့်မယ်600စိတ်က serial number နာမည် serial number serial number အဲ့တော့ဘိုင်းနဲ့ပြန်ထားမယ်ဒီမှာကျွန်တော်ထည့်ရရင် verification က x067 verify လုပ်ကြည့်ဒါလည်းမြန်မာပြည်တွင်းတဲ့ဟာပဲပေါ့နော်ဒီမှာ enter state ဆိုတာမြန်မာပြည်ပါ country ကမြန်မာ serial number ကခုနကကျွန်တော်ပြောထားတဲ့အတိုင်း625ပေါ့နော်6နဲ့စိတ်ဆို class A ပေါ့နော်ဂျင်ကို product ဖြစ်တယ်ပေါ့အဲ့တော့အောက်ကဟာရကုန်ဖန်တယ်အောက်ကဟာကအောက်မှာရေးထားတာတရုတ်လိုရေးထားတာနော်ဘောကဟာကိုပြန်ပြီးရေးထားတာနော်အင်္ဂလိပ်ဘောကအင်္ဂလိပ်ဆိုအောက်ကတရုတ်လိုရေးပေးထားတာနော်တူတူပဲ information အဲ့တော့ပြန်ပြီးတော့ကျွန်တော်ပြမယ်နောက်ခုနက serial number နောက်ဒီ serial number တစ်ချက်ကြည့်ပါကျွန်တော်ခုနစစ်ထားတဲ့ serial number နော်အတူတူပဲနော်
အဲ့တော့ A6 အစိတ်ဂျင်ကိုရောပေါ့နော်ဟော990ဂျင်ကိုရောမြန်မာပြည်တက်သွင်းတာဖြစ်ပါတယ်။ Running Gain နဲ့ချိန်ကြလို့ရှိရင်ကျွန်တော်ဒါကို serial number ကိုသူတို့ကပြန်စစ်ပြီးတော့ဒီမြန်မာပြည်သွင်းတဲ့ဟာဆိုရင် running ပေးမယ်ပေါ့နော်။ဒါပေမဲ့မြန်မာပြည်ကသွင်းရတယ်မဟုတ်ဘူးဆိုရင်မြန်မာပြည်သွင်းတာဂျင်ကိုဆိုတာက running ပေးဘူးပေါ့နော်။အဲ့တော့သူနဲ့နာသွင်းတဲ့ဂျင်ကိုတွေကမြန်မာပြည်သွင်းတဲ့မြန်မာပြည်အတွက်သွင်းထားတဲ့ဂျင်ကိုတွေဖြစ်လို့ running တက်စိတ်ချရပါတယ်